相当于比480呗，然后到那个送到那个就没480လောက်မှာဖြစ်ပါတယ်还得几笔账哦。这是来的西部。နိုင်ငံရေးပြောရအောင်နော် If you finish 是我妈了，你玩夜结合。အလိုက်တရားဟောတော့မှာလားကိုယူ အားဒီကတော့မဟုတ်ပါဘူး ပြောပါလိ ပြောပါလိရှော့ တောက်တာစားတွေ ဒါပါလောက်တော့တော့တော့မနေ့ကမွေးနေ့လေဘာမှမလုပ်ပါဘူးခုနေ့မွေးနေ့လေဘာမှတော့စီစဉ်မရှိ မင်္ဂလာဆောင်လိုက်လေ ခရစ်စမတ်ရဲ့မွေးနေ့ရဲ့မင်္ဂလာဆောင်ရဲ့ပေါင်းလိုက်တယ်ပေါ့တနေ့နေ့အဲ့လိုကြီးလာပြီဆိုနေလေအတီတီကပူပြီးရလာဆိုတာငါအသက်ဒီဖြည်းဖြည်းကြီးလာနေတာဒီဗီဒီယိုခွဲရဲ့မိုက်မွေးနေ့ဖြစ်ပါတယ်။ကျွန်တော်မိုက်ကိတ်ဝယ်မယ်ပေါ့နော် surprise သွားလုပ်မယ်။အဲ့တော့ကျွန်တော်မိုးကိတ်ဝယ်ဖို့အတွက်အခုရောက်ရှိနေတာလည်းကျွန်တော်တို့က future ဘက်ရဲ့ဘိုးဆေးကိုရောက်ရှိနေပါတယ်။ဆိုတော့မိုးကိတ်ဟောက်အကြည့်ကြပါဦး။အဲ့ဆိုကကတော့နှစ်ခုပဲကျန်တော့ရပါတော့။ဒီခုမှတော့တရားယူနေ။ဖြူလေးကိုပေါ်ကြရတယ်နော်။ဖြူလေးယူပဲပေါ်လိုက်ပါလေ။ဟုတ်ကြည့်ရော။ဖြူလေးပဲမိုက်ပါ။ရ။ဖြူလေး surprise သွားလို့မှာဖြစ်ပါတယ် တော့ဒါလေးကျွန်တော်ဝင်လိုက်မယ် Okay surprise လုပ်မယ် Let's go လိုက်ပြီးစားကြည့်ကြပါ Let's go ဟေးကျွန်တော်တို့အခုကိုစေးရနေပြီးတော့ထွက်နေပါပြီ Yeah တမဆက် တမက်ဆက်ကိုသွားမယ် သွားမယ် Yeah ကိုတူပေါ်တိုင်းမေးကြည့်တော့မိုက်ကတမဆက်ဘက်မှာဓာတ်ပုံရိုင်းနေလို့ကြားတယ်အဲ့တော့ကျွန်တော်တို့အခုတမက်ဆက်ကိုသွားနေပေါ့နော်ညနေတော့ လေးလိုက်နေပါပြီ ကားလေးအောင်နည်းနည်းကြက်မယ်ခင်ဗျာညနေတော့ကျွန်တော်တို့အခုကတော့သွားနေပေါ့နော်သွားနေတိုင်းပဲငယ်လေးတော့မှောင်စားပြုတ်လာပြီတန်းဒီအတိုင်းပဲညနေဆောင်ဆိုတော့ highway မှာတော်တော်ကြက်နေကျွန်တော်တို့ကတက်ဆက်ကိုရောက်ပြီပေါ့နော်ဘိုက်ကဟိုမှာဓာတ်ပုံရိုက်နေတယ်ဒါပေမဲ့ကျွန်တော်ဒီရောက်လာသူမသိပြီကျွန်တော်ကားလေးမသိဘူးအဲ့တော့စပိုက်သားလို့ drive ရိုက်ဖြစ်ပါတယ် Let's look my reaction Let's go ကျွန်တော်တို့ဒီအခုရောက်ပြီပေါ့နော်ဘိုက်ကကိုနားမှာဓာတ်ပုံရိုက်နေတယ်ကျွန်တော်တို့အခုဒီကားရောက်တယ်မတွေ့ဘူးကျွန်တော်တို့ကျောင်းတော်ကြီးပြီးစပိုက်သားလို့ပဲကျွန်တော်ကတော့လည်းဆုံးသားလို့ပဲဒီမှာသွားလို့မှာဖြစ်ပါတယ်အဲ့ဒီကြည့်ပြကြပါ ဒီချက်ဆုံးလိုက်နော် Happy birthday to you. Happy birthday to you. Happy birthday, dear Mikey. Happy birthday to you. တောင်းပါတောင်းလိုက် ပေးရရောက်နေတာ ကြည့်နေရဦးဘက်ကနေပြီးကတူလေး ရောက်တယ်တော့ပေးတော့တောင်းပါလိမ့် ပေးရရောက်နေတာ စိတ်မကြဘူးပါတော့ဒါတော့စိတ်မကြဘူးပါ အဲ့ဆိုတပုတ်နေမှာပါပါဘောနေတော့ပါလာတို့ရ ပါမှာပေါ့ဦးကရိုက်ထားရမလား စီးထားတဲ့ plan နဲ့မှာပါတော့ စားစင်နေ စားကြည့်နေရောမုံခွဲခိုင်းရသူ ဟုတ်မယ်နှလုံးလေးခုံနေ စားကြည့်နေဆိုတော့ဒါလေးချလိုက်မယ် How do I say that my heart is like ဒီတော့ကိုင်းရော in Thai ใจเต้น เต้นเต้นလို့ခွန်ကြည့်ရမှာနိုင်ခွန်ကြည့်ရမှာ အဲ့မင်းတို့ချင်းနေပေါ့ဗျာ တော်ပြီလေးမမုံတော့လေပုံရင်းလဲအော် Thank you bro Thank you so much အဲ့တော့ဆက်ရှင်နေကြည့်မနေမှာစပိုက် တက်ရှင်နေတော့30ကြည့်ရမှာ เอ้าว่าไทย You are not 80 animal assistant 我说你谁？assistant စားလို့ ဒီရန်တိုင်
စစ်စရာလေးကိန်းမောင်မပုံရိုက်ပေးရောမပုံရိုက်ပေးရော ငင်းငင်းတော့ဒီလုံနေကြတာ ပါဝါရီဒီ စင်ကိုင်းနေပုံရိုက်နေအောင် here ပုံရိုက်ချင်ပေမဲ့ how do I say that ပေါ့ ဒီမနီပိုက်တော့ ချင်းကိုက်တော့တိခတ်နေရတယ်ကွာဒီစပိုင်တော့ချောနေ ကျွန်တော်ဟိုပါပေါ့ဒီရှီလေးနဲ့ပဲကျွန်တော်ခါရကျွန်တော်အရင်ဗီဒီယိုမှာသမီးတူလေးနဲ့အခုကသမီးဆောင်းရှီတော့ อือฮึ တော်တော်ဆုလိုက်အရင်ရှီဖို့โอเค နိုင်ငယ်ရင်ပြောရအောင် ဟုတ် You're a cameraman and OGขอโทษ and for the viewers for our beautiful cameraman คนสวยเราจะ ကျွန် ได้ တော် ไหม manager assistant manager assistant အားရ manager ရဲ့ကဲအမိုင်စပင်းအမိုင် จะเป็นไม้ไม่แกะไม้ปะดูซ่าจริงละไว้ အကိတ်ကပဲ နာမနာမနာနဲ့ เรามากินละมาคนสวยคนสวย睇吧老陳睇吧最近啊အောက်ကြီးငါနဲ့ကြီးတော့ဆောင်တော့ဘာလို့မိုက်ကပကေငါနဲ့ကြီးရတယ်အဲ့ဒါငါနဲ့အလုံးတွေဩအဲ့ကိုစကုန်းဆိုပြောတော့ဘာလို့စကုန်းတော့အားကြီးဆုံးပေါ့အေး ဟာအကြီးဆုံးဝင်ဒီထဲမှာဘာလဲသူနေရပိုင်းမဲกว่าလေ အဲ့အရင်တော့စတွေ့တော့ပြောစကုန်းတဲ့နောက်တော့လိုလိုပြောင်းလို့လို့နဲ့ မွေးရှင်လည်းပြောင်းကိုကြည့်လိုက်ပါပျောက်ဆုံးစီ ကျေးဇူး ညညလာဖြစ်တော့လား ကျွန်တော်ကောင်လည်းမကြည့်တော့လားသူ့ပါရဲ့ ကျေးဇူးရတယ် တလုံးပဲ It is finished sorry อืมอร่อย education ကိုဒီအော်ဒေး တီရှူးလေးပေးပါ နည်းနည်းတော့များပါ အင်ဂျီမပင်ရတယ် 都是拿的。 အဲ့တော့ကျွန်တော်တို့အိုင်ကိုလည်း surprise တိုက်ပြီးသွားပြီဒီ birthday cake ကိုဆိုတော့ကျွန်တော်တို့ topic လေးတစ်ခုခုပြောကြမယ်ခင်ဗျာချစ်ချောင်းပြောတာရှေ့ပုံပါလေအဲ့ဒါချစ်ချောင်းကြည့်ရင်ရှေ့ပုံပါရှိပါတယ်ဗီဒီယိုကြီးဆိုတော့အခုကဒီရင်နှစ်က birthday နဲ့ဒီနှစ်က birthday နဲ့ဘာကွာခြားလဲပေါ့အဲ့လိုမျိုးဟိုသိကျင်တာပေါ့အဲ့ဒါလေး discuss လုပ်ကြမလား guys မနစ်ကကွာဒီကိုစားရောက်တာလေအစားရောက်တော့တငယ်ချင်းတွေစုပြီးတော့ပဲဟိုဟာအိမ်မှာပဲမောင်းလုံးစားကြဒီနေ့ကျတော့အဲ့လိုလည်းမလုပ်ချင်ဘူးပြီးတော့အကုန်လုံးကလည်းပြန်သွားကြရယ်ကွာဒီလားအဲ့တော့ तू ကဒီလူအုပ်ကြီးကလူမစုံတော့ကွာအဲ့တော့ရိုးရှင်းရှင်းလေးပဲသူ့မျိုး picnic ပဲထွက်လိုက်တာမျိုးဖျားသွားမျိုးအဲ့လောက်ပဲလုပ်လာတော့ဒီနေ့ကိုသူစဉ်းစားထားတယ် ကောင်းပါရဲ့ မွေးနေ့ကတော့ဘာလို့ကိုစဉ်းစားထား ကျွန်တော်ကတော့မနစ်ကမွေးနေ့လဲဘာမှမလုပ်ပါဘူးခုနေ့မွေးနေ့လဲဘာမှတော့သိစမရှိဘူး မင်္ဂလာဆောင်လိုက်လေ ဟိုရိုင်းလိုက်တာ ဝင်းနဲ့မင်္ဂလာဆောင်တရက်ထဲပေါင်းပြီးတော့လုပ်ခိုင်း အဲ့ကောင်းတယ် မှန်လွယ်ပါတော့တခါလေး Christmas မှာ Christmas ရဲ့မွေးနေ့ရဲ့မင်္ဂလာဆောင်ရဲ့ပေါင်းလိုက်တယ်ပေါ့ ပေါင်းပြီးရပါမယ် ချွေးချထားတယ်ပါ ဒီနေ့မွေးနေ့လဲကျွန်တော်ကမွေးနေ့မှာထူးခြားခြားကြီးအရင်လုပ်တယ်လို့တော့မရှိပါဘူးဖះသွားတယ်ဖိနေမီကိုကြောတယ်ကိုမွေးနေ့မှာဖះသွားတယ်ဖះကြောတယ်ဒါတလောက်ပါပဲဘော်ရိုင်းနဲ့မုံလေးပါလေးနည်းစားလိုက်တယ်ပေါ့ဒါဟုတ်ပါဒီကြရင်မွေးနေ့ပြီးသွားတော့တနေ့ကြီးသွားတယ်ဗျာတနေ့ကြီးသွားတော့ရှေ့ဆက်ပြီးတော့ plan တွေဘာလုပ်မလဲဆိုတာပဲစဉ်းစားဟောဒါပါပဲကျဆို Okay so ဆက်ကျွန်တော်မွေးနေ့ကတော့ပြီးသွားပြီပေါ့နော်ကျွန်တော်မွေးနေ့ကဟို ဟုတ်ကဲ့ 3 minutes ကောမှတင်ထားပါတယ်ကျွန်တော်မွေးနေ့ကပြီးသွားပြီပေါ့ပြီးသွားပြီဆိုတော့
ကျွန်တော်ပြောမယ်ဆိုအခုပြီးခဲ့တဲ့မွေးနေ့ရတပြန်နေ့ကမွေးနေ့ရတစ်ခုရှိပြီးပြောရင်တော့တပြန်နှစ်ကမွေးနေ့ရလည်းမိုက်လိုပဲအကြောင်းရောက်ခါကြဆိုတော့အပေါင်းအသင်းနဲ့သိမရှိသေးဘူးမရှိတော့ဒီတိုင်းလေးပဲဒီတိုင်းလေးပဲမသိမသာလေးပဲပြီးသွားတယ်ပေါ့နော် အပေါင်းနေများလေမိုက်လို့ပဲများငါအများအခုလူမစုံတော့ပါလေအဲ့လိုမျိုး ကျွန်တော်အဲ့2024ရပေါ့ရောက်ခါကြဆိုတော့အပေါင်းအသင်းမရှိသေးဘူးရှိတော့ဒီတိုင်းလေးပဲကောက်ကိုလေးမော်လီသွားစားရတယ်အခုပြီးခဲ့တဲ့နေ့တယောက်ထဲပြီးခဲ့တဲ့နှစ်ကတော့နည်းနည်းလေးအိမ်နဲ့လူဟိုကြည့်လို့ပဲပေါ့ဗီဒီယိုကောလေးပါလေးပြီးတော့ခရော့ပြီးရင်ငယ်ချင်းတွေရှိကြမော်လီလိုက်ကျွေးလိုက်ပါတယ်လောက်ပါပဲ ဒီနေ့ကတော့မစားရသေး နောက်မှတူစားနောက်နေ့မှတူနဲ့ပေါင်းစားဟုတ်ကျွေးမယ်ဟိုဖြစ်မယ်နဲ့ကျွန်တော်တို့ကရန်ဝေးတော့သုံးရခက်တယ်ခက်တော့နောက်နေ့တွေမှာပေါင်းစားလိုက်ပါတော့လို့ ကျွေးပေါ့ ရန်ဝေးနေတာဘီယူနဲ့ RSU နဲ့လန်ချင်နဲ့ မွေးနေ့တစ်ခုပြီးသွားရင်ကိုမှတာဝန်တစ်ခုပိုးလာလို့ခံစားရလို့ထင်ကြအောင် ဘယ်လိုဖြစ်တာလဲ ထားပါတော့လောကကြီးဖြည်းဖြည်းနဲ့ဝင်လာတယ်ပေါ့ဒီမှာလုံးလုံးရတော့ We're just 20 လုံးလုံးရတော့မယ်ထားပါတော့ KB မြတ်ဒီနေ့ဘာမှမလုပ်ပြခဲ့ဘူးသိပြီးတော့ဆက်မဖြစ်ခဲ့ဘူးဆိုရင်နောက်နှစ်ကိုငါဘယ်လို plan တွေချမယ်ဘယ်လိုလုပ်မယ်ဆိုတာဒီနေ့က lesson ယူလိုက်ပါကျွန်တော်နောက်နှစ်အတွက်ကိုက prepare လုပ်လို့ရတယ်ဆိုတော့အဲ့လိုပဲကျွန်တော်တော့မွေးနေ့ရောက်မှာတော့ကြောက်တယ်ဘာလို့လဲဆိုတော့ဒီနေ့ကြီးသွားရင်ဒီနေ့တောင်းရင်ပိုကြီးသွားလို့အသက်ကြီးရဆက်တောင်းဝင်နေပိုများလို့ခံစားရတယ်သိရမလားဟိုပြီးကြတော့လေအသက်ကြီးလာပြီဘက်ရှိကပတ်စံဘယ်လိုတုံးနေတော့ပါသိရမလားကိုကပဲပြန်ရှာရမယ့်ရွေပြန်ရောက်တော့မှာ မိမယူလာတယ် အဲ့ဒါတော့ OG နဲ့ကျွန်တော်နဲ့ brief ခေါ်တော့တူတယ်ပါလဲဆိုတော့တနေ့နေ့အဲ့လိုကြီးလာပြီဆိုတော့နည်းလေအတီတီကပူပြီးရလာဆိုတာငါအသက်ဒီဖြည်းဖြည်းကြီးလာနေတာ ဒီ seriously ပြောချင်တာဒါဆိုတော့ကျွန်တော်က မှန်တယ်ပြပြ ကျွန်တော်ဆိုတော့ဒါ body building ကိုအရင်နှစ်ကစပြီးတော့ပေါ့နော်တိချာလုပ်တယ်ဒီနှစ်ကျွန်တော်ဝင်မယ်ကျွန်တော်ပြိုင်မယ်လို့စဉ်းစားထားတယ်ဒါပေမဲ့လို့ကျွန်တော်ဆရာတွေအကြောင်းမျိုးကြောင့်ကျွန်တော်မပြိုင်ခိုင်းသေးဘူးကျွန်တော်နောက်နှစ်ကိုတိချာပေါ့ဒီ body building ကိုဒီထက်ကို2ဆ3ဆလောက်ကို focus လုပ်မယ်ထည့်လို့မယ်ပြီးနောက်နှစ်ကိုကျွန်တော်ပွဲတွေတက်မယ်ပေါ့ဗျာတော့စက်တင်ဘာလေးလောက်ကျွန်တော်ပွဲတက်ဖို့ရှိတယ်အဲ့ပွဲအတွက်ကိုအခုကလေးကကျွန်တော်တိချာကိုတိုင်းဒီဘေးနဲ့ဆွဲပြီးတော့ကျွန်တော်ဖိနေတော့ဗျာအဲ့တော့ကျွန်တော် body building တည့်တဲ့အတိုင်း body building ပတ်စံရန်ကုန်လာတယ်တလားကိုကုန်မယ်ဆိုရင်20နဲ့30ကြာကုန်တယ်ဒါကခုနပြောလို့ဟို body building လုပ်နေတဲ့လူတွေအကုန်တည်ရဗျာအဲ့တော့ပတ်စံရလဲတောက်လေးကုန်တယ်အဲ့တော့ကျွန်တော်နောက်ဒီနှစ်ပြီးသွားဒီနောက်နှစ်ပြီးသွားရင်တော့ကျန်တဲ့ဘက်ကူပေါ့စီးပွားရေးတစ်ခုခုပေါ့ကျွန်တော်ဒီချာလေးလုံးမယ်လို့ဒါ plan ရှိတယ်ပေါ့မိုက်လို့ရောဒီထားရှိတယ်နောက်အကြမ်းမြင့်လောက်ပေါ့ secret ပြတော့မရလား အဲ့ယောက်ျားကြီးမှာလား ယူစင်းနဲ့ယူမှာပေါ့ဘယ်သူသိမှာ who knows secret ပြတော့မရ ပြောရမှာပဲ project တရား secret မလို့ပြတော့မရ ဒါမင်းသား ဒီစဉ်စောင့်ကြည့်ပါ Mike ရဲ့ IG Facebook TikTok စောင့်ကြည့်လို့ရပါတယ် okay so ဒါလုံးလဲဆိုတော့နည်းနည်းဘွဲတော့ဘဲရဘူးပဲအရင်ဆုံးတော့ရှီလိုကြီးမှန်းချက်တွေတစ်ခုပေါ့နော်ဟုတ်တယ်ဒီကဘွဲလေးတစ်ခုရဘူးပဲအရင်ဆုံးပတ်ထားပါလိမ့် ဘယ်ရပြင်ပါတော့ ဘဲရပြီးတော့ မိမယူမှာ secret Mike Cameron ဆန်လိုက်တာရည် လက်နဲ့ဘွဲရလောက်တဲ့အထိပဲတည်ထားပါအောင် ကျွန်တော်ကတော့ရေတူကတော့ဒါပါပဲကျွန်တော်ပြိုင်ပွဲလေးတစ်ခုကတော့ဒါအခုချိန်ပြောပြလို့ရပါဘာလို့လဲကျွန်တော်လည်းအဲ့ပြိုင်ပွဲသွားဖို့ plan ချထားတာဆိုတော့ yeah နောက်နေ့ဒီချိန်လောက်ဆိုရင်လည်းကျွန်တော် AC ဖြစ်နေတော့အခုကဆိုင်းတာလည်းစားမရဘူးလို့ကျွန်တော်လည်းလုံးမရ AC ရဲ့အပြင်မှာဒီဘောင်နဲ့ကျင်းနဲ့သွားနေရတာဒီဟာ marine starter ကြီးလို့ပြရတာထားစား တကယ်အုပ်ကြီးကိုတော်တော်တန်နာရပါလို့ဆိုတော့လေမိုက်တို့ဆိုရင်ကွာမမူကထားတော့ဟောပေါ်အဲ့လိုမျိုးလုံးဝသွားစားလို့ရတယ်သူအဲ့လိုစားလို့မရတကယ်အဲ့လိုစားလို့မရမယ်နဲ့ဘယ်လိုပြောမလဲအကုန်စင်ကျင်ရတာနော်ဟိုဟာဆိုလဲဟိုဟာများရဆိုလဲဆိုဒီများဟိုဟာများရနေ ကယ်လိုရီတွက်ပြီး တော့ဟုတ်တယ်ပင်သူစားရဟာဆိုတော့လုံးဝမစားနိုင်ကွာဒါပေမဲ့သူ့အသားကိုကြည့်လိုက် show your biceps မိုက်ဆိုတဲ့ချင်းဆွဲဒါပေမဲ့မစားနိုင်တာအဲ့လိုလေအသားကိုပြုတ်လိုက်တည်ရမလားအသားပြုတ်ကြည့်ဦးမအဲ့အသီးနဲ့အပြုတ်စားမပါပဲနေကွာလုံးဝမစားနိုင်အဲ့လို ညနေဆောညည်ရကနားဆိုညည်ရကဒီလားအဲ့ဒါ ခါနေတယ် ရေနဲ့မျောချရတာ အဲ့ပြောတာ zero sugar ကုတ်ကလေးရှိလို့တော့ပါသေးရလားဘယ်ဆုံးတော့ဖြစ်တာကျွန်တော်တက်ပဲအဲ့ဒီဆိုတော့ဒါပါပဲသူကျွန်တော်ရဲ့နောက်နေ့ plan ကတော့မိုင်းတို့လည်းသူ plan ကိုရှိပြီးသားအဲ့ကတော့ secret ပဲသူကမင်းသားဆိုတော့ဒီမှာသူကလည်း project တွေပြလို့မရ ကြားလို့ပေါက်ကြားလို့မရဘူးသူက ဒီ secret ကမိမယူမတည်ထား အဲ့နောက်မှဘွဲရပြီးမှအခုဒီ ဘယ် က ပြန်ယူတော့မှာ secret အဲ့ဆိုငါ့ကိုမရှိဘူးငါ့အိမ်အောင်ကြားသေးနော်ငါ့ဆိုလိုက်ရလို့ရှင် okay secret ပြောနော် အဲ့တော့ mic ကိုဒီနေ့ birthday wish ပေးမယ်ပေါ့နော် ဟုတ်ကြီးပဲစားပြောလိုက်ပါ အိုးဒီက
ဗီဒီယိုဖြစ်တယ် ကျွန်တော်ပြောမယ်ကျွန်တော်ကြော်ယူပြော ဘာစပရက်မှာလည်းဖန်ထားဒီအရင်ပြောထား အပြောချင်တယ်ပြောတရားဟောတော့မှာလားကိုကြီး အာဒီကတော့မဟုတ်ပါဘူးပြောပါလေးရှော့ပေါ့ဒါပါလေတော့လောက်တော့ကျွန်တော်ဘာသူတို့ကအဲ့ဒါတော့ကြိတ်တယ်သူကလည်းမေးတယ်ကလသွားလီရှော့ပေါ့တောက်စားသွား ကလကပါ ဟိုကလကမီးရောက်လို့နေ မရောက်ဘူးကဲကလကပါမရောက်ဘူးမသိဘူး အဲ့ဒီပြောပါလိရှော့ပေါ့ဒီကိုလုံးလေးကိုခုသွားနေတဲ့အကြောင်းပဲဒီမှာဖိသွားပေါ့အားပါပဲအဲ့ဒီ ပြော ပြော ပါဆိုတော့ကိုရှော့ပါဒါမဲ့ တော့ရှော့ ငါကြောက်လေကောငယ်ပါသေးရဲ့ဆိုပြီးကြီးသွားရင်ကျတော့ဒီနေ့ကသွားလို့ ဟုတ်လေကိုနေဒီပေါ့အဲ့ဒါမှန်ပါတယ်ဒါပေမဲ့ငယ်လေးသွားလို့ရတယ်ဒီနေ့ကြီးတယ်သွားလို့ရတယ်ဒါပေမဲ့ငယ်တဲ့အချိန်မှာကိုကစူးစမ်းလို့ရတဲ့ပုံစံတစ်ခုကျွန်တော်ကကြီးရင်တိုင်းထက်စူးစမ်းလို့မရကြီးချင်းစူးစမ်းပင်ပန်းနေတာဒီဟာဒီကငယ်အချိန်မှာကိုကဖိလို့ထားကြီးရင်ပင်ပန်းတော့မြတ်ကြီးအချိန်ခင်ဗျာ AC ကလပ်သွားလို့ကလပ်ရဲ့ဖိပဲသွားလို့ရတယ် ကလကြီးဝယ်ချလိုက်က လပ်ကြီးဝယ်ချပြီးတော့မြတ်ကားလို့ရကြတဲ့အချိန်ဘုံခုပြပြတာပါအဲ့တော့ငယ်အချိန်မှာဒီရန်ကြီးကိုပြင်လာချင်တာပြောပါလိ ငါအကြီးဆုံး ပြောပါ I'm the oldest here ဒီသွားစီခြင်းနော် ဟုတ် ကျွန်တော်တို့တော့မှဒါကလပ်မသွားတဲ့လူတွေတောင်မှခါလေးကြားရင်လမ်းကြောင်းလေးတွေကလည်းလွဲခြင်းတယ်ဗျာဒီလားလမ်းကြောင်းလွဲခြင်းတယ်ဆိုတာဘယ်လိုရမလဲပျောက်သွားတာသိရမလားကိုကလုံရင်းနဲ့ဒီဟာကြီးကိုဗျာစိတ်လျှော့နေတာတို့မလုပ်ချင်တော့တာတို့ကျွန်တော်လည်းခုနပြောရင်ကရင်ခုံခြင်းတယ်ဗျာကရင်ခုံခြင်းတယ်ဒါပေမဲ့လို့ဒါကြီးကမကောင်းဘူးဆိုတာကိုသိတော့မကောင်းတော့ဘူးကောင်းတော့ကောင်းတယ် like sometime ပေါ့နော် always မဟုတ်ဘူးဗျာဒါပါတော့ ဒီပါရတော့မဟုတ် ငါးလားဒီမှာတစ်ခါတို့နှစ်ခါတို့ဗျာသိရမလားတစ်ခါသွားတာကိစ္စမရှိဘူးတစ်လောက်3-4ခါလောက်သွားနေအဲ့ဒါမဟုတ်တော့ဘူးသိရမလားအဲ့မလို့တင်လို့တော့ကျွန်တော်မြင်တာပဲအဲ့ဒီပတ်စံကိုထားမှာတော့ကိုကအင်ဂျီဝယ်ပြမှာလားဖုန်းဝယ်တစ်လုံးဝယ်လိုက်မှာလားအဲ့လိုစုပြီးတော့အခု online ဆိုပြီးတော့ပြည့်ဝင်တယ်မိုက်ကျွန်တော်ကြောင်တည်တယ်ကျွန်တော်အဲ့ဒါရင်တော့ကျွန်တော်နဲ့မိုင်းရဲ့ပတ်စံ3လာခြင်းတိတ်ပြီးတော့မသိမရင်ဒါမှမဟုတ်မိုက်ပြောထားတာရှိပါတယ်ဟိုကျွန်တော်ရှိမှာပတ်စံကုံလို့ကျွန်တော်ပြကြရင်အများကြီးရှိရဗျာဒီလားမင်းကျွန်တော်ဘာဝယ်လဲဘာကြီးဝယ်လဲဘာကြီးဝယ်လဲ ပတ်စံကလကုန်လား မိုင်းကကြတော့ကုံတယ်ဒါတော့သူကဒီလိုပဲဆိုတာပျော်ပါလေးနဲ့ကုံသွား ပျော်ပါအင်ဂျီဝယ်ဟိုဟာဆိုလဲဝယ်လိုက်တယ်ဈေးတန်တယ်ဈေးချိုးဆိုဝယ်လိုက်တယ်ညငါပြောရဲ့ဈေးတက်ဆိုတာ2000 အေးဆေးတော့မနာ discount ချနေရတော့2000ဝယ်လိုက်ပြီတန်တယ်ဆိုပြီးတော့ အဲ့ဒါပါပဲကျွန်တော်အဲ့ဒီကပြောချင်တာတော့အများကြီးသွားကြရရှိသေးတယ်ဒီမှာ ဒီလေးဆင်ကျင်တော့မယ်ကိုကြီးငယ်ဆုံးလေးဆိုတော့ ကျွန်တော်လည်းပဲတော့ကျွန်တော်နေလည်းအဲ့ဒါပြောချင်တာအဲ့လိုအပြောပါသွားတာနည်းနည်းလေး guys don't get me wrong club ကိုခဏခဏသွားနေတယ်မဟုတ်ပါဘူး ပြောနေတာ သူတို့ပုံစံငါပဲအားနေ club သွားပုံစံမျိုးကြီး ဟုတ်တယ်အရင်ထွက်တာကြီး short ပြီးတော့နည်းနည်းဘယ်လိုပြောကျွန်တော်ကခီးသွားတဲ့သူခီးသွားတာများတယ်ပတ်သက်ဆိုပြီးပြောတယ်ကျွန်တော်ကောင်းတယ်ခီးသွားအမြဲကြည့်ရင် ခေါ်လာခိတိုင်း ရောက်မှသိရတယ်ငါ ဘယ်လိုရှိတယ်ကျွန်တော်ခီးအမြဲသွားနေတယ်ဆိုတော့ကျွန်တော်ခီးသွားကျွန်တော်အဲ့ပတ်သက်နေအဲ့ကြီးသွားမှာပုံပြီး3ပြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးဘာဝတရားကြီးနဲ့နီးစက်နေတဲ့သူဆိုတော့ကျွန်တော်အဲ့ဘက်ပတ်သက်ဖို့ကုန်တော့ကျွန်တော်သူ့ပတ်သက်ကုန်မယ်ဆိုရင်လည်းအဲ့လိုမျိုးဘာဝအလှတွေ့ကြုံကဘာကြီးအလှတရားကြီးရှာဖွေပြီးပါပြီပတ်သက်ကုန်ကပို့ပြီးတော့ကောင်းတယ်ပေါ့နည်းနည်းစားလေးရှော့တောက်တာလေးရှော့ခြေတောက်တာရှော့ စားလို့ရမှာသိရမှာ တောက်တာကို short တောက်တာခြေတောက်တာခြေပြောရကျွန်တော်ခြေပြောရခြေ ဒီတော့ကလည်းဒီပေါက်များတယ် အားလေးရှော့ပြီးတော့ဒီထဲကိုခီးများပူသွားပါလို့ပြောချင်ပါတယ် ဒီပါအဲ့ဆို2026မှာခီးနိုင်တော့တောင်းအောင်ကူသွားမယ်နော်တို့ထားမသွားရအောင်နော် ထောက် ဘယ်တော့မှမခေါ်ဘူးတကယ်ခီးသွားမယ်တော့မခေါ်ဘူးမသိအောင်တော့သွားပြီဆိုမှ story တင်မှလေဩဆက်ဆက်ရောက်နေပြီဟာ အဲ့လိုပဲကောက်ခိုင်ညာကြီးဖြစ်သွားခီးသွားတာကြောက်မလို့ ကျွန်တော်ကတော့ခေါ်ပါတယ်မိုက်ကိုဂျင်ဆောဖို့ဘာလို့ဖို့ညာလို့ဖို့တော့ခေါ်ပါတယ်ဒီလည်းခုနဲ့ထွားလာပါတယ် ဆိုတော့ကျွန်တော်တို့ဒီ နောက်နှစ်ကိုအများကြီးကြိုးစားမယ် 3 ကိုဆိုရင်လည်းထပ်ပို့ပြီးတော့ upgrade လုပ်မယ်သူတစ်နေ့ကိုကောင်းကောင်းလေးပေါ့နော်2026မှာဗီဒီယိုရိုက် ရိုက်ဆောင်လိုက်ဒီကောင်းကောင်းလေးနဲ့ပို့ပြီးတော့လာမယ် တနေ့တည်းပို့ပြီးကောင်းတဲ့ quality နဲ့ ဝင်နေပြောရင်ဒီနှစ်ကလည်းသူမအားကူမအားဒီနဲ့ဆောင်းဝင်းဝဲနေတယ်အများကြီးဆိုတော့သိရမလားတော်တော် စာ လေး လဲအရင်ကထက် ပူများတယ်ပေါ့နော် တန်းကြီးလာ တင်ရတဲ့စာတွေရတယ်ပြောတော့လောက်ကြည့်စားပြောချင်တယ်ဒီမှာကကြည့်နေခေါင်းကြည့်စား အဲ့တော့ပါပဲဆိုတော့ဒီစူးစမ်းကြတာပေါ့နောက်နေ့ dream ကိုသိပို့ပြီးတော့ 2026မှာဗီဒီယိုအများကြီးနဲ့ပြန်လာခဲ့ပါမယ် ဒီလေးဖြစ်သွားအောင် quality လေးဖြစ်သွားအောင် မတရားအများကြီးဖန်တီးကြမယ်ဆိုတော့ဒီနေ့ကတော့လောက်ပါပဲ My2 ရဲ့3 Amigos YouTube channel ကို subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်
နောက်ထပ်ဗာဗီဒီယိုလေးဘယ်လိုပြောမလဲလုံးစီခြင်းလဲပေါ့ဗျာကျွန်တော်တို့ comment မှာ comment မှာတစ်ချက်ပြီးသွားပေးကြပါလား Okay bye bye